know what? I had it. I know that. Ah, that's it. Eh? You know I don't go to jail. The lady is sad. You need to keep that. Yeah. See, I had it. I know. ဟိုကလေးဆရာကျွန်တော်မနေ့ကနေတိတ်မကောင်းလို့အင်စာတခုမှမလုပ်ရသေးဘူးဆရာ Injin. You know that. ဆရာမမီးကဟိုတုံးချောင်းလုပ်တယ် ကောင်းပြီတယောက်ကလည်းအပေါင်းလို့အိမ်စာမလုပ်တာတဲ့သူနဲ့ကျန်တဲ့တယောက်ကပေးရတဲ့စာလေးကရှိတာမှ10ချောင်းလေးပဲရှိတာ3ချောင်းပဲလုပ်တာတဲ့သူနဲ့ဒီတော့ဟာလေကျောင်းခွင့်တာတခြားသေးဘူးဆိုပြီးတော့နောက်မှစာလိုက်တော့မှဆိုပေါ်လာအေးဘိုး没有给他的了， ဟုတ်တယ်လောက်လာပါရင်ဆရာ 留来不要这样。我那呀，你这看他说这个例子喏，然后看所以是呀，别看这一张以后，哎，你录进来就表演，哎，你录来，是呀，这个底价呢，你不提了是的，我们再给你，给参加了。 ဒီလေလူဒီအန်ဒဘီရဲ့ original ပါရှိတယ် မသိဘူးမကြည့်ဘူးမင်း အဲ့ဆက်အနဲ့လေ ဟုတ်လား အေး မသိမကြည့်ပြီဘူးလား ဘူသားသမီး တော့ညဟာတန်းတက်ချင်နေနေပြီဟောငင်ရလဲ ဟာနေရလေခဏလေးပဲဟော ဘယ်နေစားချင်လို့လား အေးဟုတ်တယ် ဟာလာလေးအဆုံလေးတော့တော့အေး ဟဲ့ဘူသားစမယ်လိုက်ခဲ့ပါ လိုက်တော့ပါ ဒါပါဟဲ့လိုက်ခဲ့စမ်းပါတန်းနေမှာတယောက်လေးချိန်ကြီးပြင်းစရာကြီး ဟုတ်တယ်ဟာအတန်းထဲမှာ3အောင်ပဲရှိတဲ့ဟောငင်ရလဲ လိုက်တော့ပါဦးဟာနင်တို့ဘာသာတော့စားကြအောင်နော်စားကြအောင်မဲဟာ နေရလေအခုမှကြောင်စားပွင့်နေဟာယူ ဟုတ်တယ်အဲ့ចောင်းသားတွေရောက်လာတယ်နင်စားရဲအစပြန်တယ်ဦးမှာပဲနင်အထိုင်ချိုးချက်ထားလိုက်ပို့ပဲ ဟာချိုချက်ထားမှရမှာဟာငါအိမ်ပြန်ဈေးရောက်အောင်မပြီးတော့ငါအမေကအခုရတဲ့နှလုံးရောဂါပြန်ဖောက်နေလေအခုတော့မှအမေအိမ်မှာတယောက်တည်းနေရတာအဆင်ပြေပါမလားမသိပါဘူးဟာ နေရလေအဲ့လိုစိတ်မပူပါနဲ့နေမိဘာမှမဖြစ်ပါဘူးကဲနေမလိုက်ကြည့်အောင်ဆိုလည်းနေငါတို့ကမဟုတ်သားစားမှာဘာမှမလဲပြော မမတို့ပါဟာပတ်စံတော့ရတာလွယ်တာဟာရှားတော့ခတ်တယ် နင်ဖို့ရင်နင်ကလည်းကက်စီနဲ့ပြန်ငါတို့ဝယ်ကြမှာပေါ့ဟုတ်ပလား ကဲတွားရအောင်တောင်းတက်ခံနေပြီ ပြောမနေစမ်းမနဲ့အင်ဂျင်အဲ့ဖွားရပုံစံအောင်မကြောက်ပတ်စံပေးဝယ်စားအောင်ရောင်းချင်လို့မရောင်းချင်လို့ ਨੇ ဟုတ်တယ်ကျောင်းထဲမှာတွတ်ဆိုင်နေရှိရဆိုမန်တက်နေဘေးရတာဒီဒီဆိုင်ကတော့ အေးနောက်ဆိုအဲ့ဖွားဆိုင်ဝယ်မစားတော့အပြင်မှာတော့ထွက်စားတော့ ဟဲ့နေမို့အနစ်တော့မဝဲလားမူလာစားလား မစားတော့ပါဘူးဟာနင်တို့ဘာသာစားကြနော် ဟာလာစမ်းပါဟာနင်ကလည်းငါတို့မဖြင်ချင်ဘူးလား 你来啥么嘛？你来没啥人都生气。 အေးပါစားမယ်ဟုတ်ပြီလား 啥都讲了。 ကောင်းပါရဲ့ စားလို့လားကောင်းလားအဲ့ဖွားရပေါကခတ်ဆိုးဆိုးအေးအရှာလာစား ကဲဒီကတော့ဒီကိုဆရာတောင်းလို့နေစားတယ်ခုနမရ YouTube ပန်းလေးနဲ့မှတ်ထားကြအောင် ဟုတ်ကဲ့ဆရာ ကြားလိုက်တော့ဒီဆိုတော့ဆရာကလေးတင်ပါလားရှာတယ်စောင်းဝေးတို့ပြောမမရဲ့ကြီးတရားဒီနေ့တင်တဲ့ခါကကဘာလို့တင်တဲ့တောင်းတက်ပြီးတော့တင်မှာဆရာတို့ဒီကဘာကြီးอ่ะ ဆရာကပိုင်းလုံးရဲ့အကြောင်းဟိုတနေ့တင်သွားပြီဆရာ ဟိုတနေ့ကပင်နဲ့ကဘာကြီးတုံးတဲ့အကြောင်းသင်ခန်းစာအခုတက်
ဒီနေ့သင်ခန်းစာကအဲ့ဒီကဘာကြီးလုံးတဲ့အကြောင်းရဲ့အောက်ကနောက်တစ်ခုသင်ခန်းစာအခုတက်တာအဲ့တော့ဒီကဘာကြီးကမဖြစ်လို့လုံးရတာလို့ဆိုတော့ ပြအဲ့ကဘာကြီးလုံးတဲ့အကြောင်းဘယ်နည်းဆက်တရားမှလဲဆရာ ဒီကဘာကြီးလုံးတဲ့အကြောင်းကဘယ်တော့မှတင်ပြီးမှလဲဆိုတော့ဟောကဘာကြီးလည်းရေးလို့ကြောက်ရေးနေရှင်မင်းနဲ့နောက်ကနေလိုက်ရေးတယ် ဟုတ်ကဲ့ဆရာ ဆရာ အဲ့ဒီနော်ကဘာကြီးမိုးပြီးပါတော့ဘာဒီရုပ်ဆက်ဟာတော့ အဲ့ဒါနေစားလို့မရဘူး ကျန်တဲ့ဟာကလုံးမစားမဲ့ဟာ ပြန်ပြီးဟာရဲရင်နေဟာဖက်လိမ္မော်လေးလေးတစ်လုံးတက်နေပြီရဲ့ဟာအလုံးထင်ကိုပြပြန်ရောပေးမယ်တစ်လုံးမဟုတ်ဆယ်လုံးတယ်တော့ဒီအဲ့လိုမဆန်ပေါ်နေလားအဲ့လိုပေါ်နေဆိုလို့ရှိရင်မိရမဲ့ခေအောင်သွားလို့လိုက်အေးနေခုတက်နေလိုက်တဲ့လိမ္မော်လေးကငါအမေစားဖို့ဝယ်ထားတာဟဲ့你雷莫的tempo变小路也正常。မိဘပေါ်မှာငါတားရမိတရားရဲ့မိသားရဲ့ပြန်ဖို့ဒီပြန်ရောလို့တောင်းဆိုနေနားလေတာဘာမလဲဟာလေဟဲ့ဖိုဆူဆူ ဆိုဆူဖန်စလာနေ ပြောလေဘာပြော ငါနေတကယ်ဖြစ်ချင်လို့ဟာ ငါမျိုးနဲ့တကယ်ဖြစ်ချင် ဘာဖြစ်လို့လဲ ဒီတော့ငါနဲ့စံတန်းနဲ့မှမတူတာဖာကြောင်ကောင်းနေလားဟဲ့ဒီအဲ့လိုပြောနေဟာလေဒီပတ်စံရှိလားအဲ့လိုပြောအောင်ဆိုရင်မသိဘူးလားအေးစံတန်းဆိုငွေတစ်ခုပဲနဲ့တန်းတာလို့ရအောင်ခဲ့你爹妈的卡也丢了没？现在说，哎，你录的要来录音的，带单来录。你啊，现在说不让妈来录的，哎，现在你空带卡一说啦，我这么把你们介绍出来，你们定了啦。哎嘞，你啊别的吧，我说哎呀，那天嘛，你阿姨嘛不干了。这边你录干嘛？你是干喷到不要紧。对，你那个的这个这就是怎么啦？你တို့တော့တကယ်တည်းတတ်မှတ်လိုက်ဒါပေမဲ့တခြားသူတွေတကယ်ချစ်ဖြစ်မတတ်မှတ်ဟိုသွားဆောင်နေတယ်အဲ့ဆူဆူဒီတနေ့စားဖို့လာလာတယ်ဝယ်နော် အမလေးငါ့ဘာမှစားရတာတိပါဘူးညနေတိုင်းကိုဝယ်ကြရရတယ်ဒီမခါချင်တူလာတော့ အော်ဟုတ်လားနင်ကဘုံနဲ့ခိုင်တော့ကြည့်ရ ဟာရေ你အဲ့လိုကိုချင်တယ်လား ငါဒီဘုံလေးနင်မုန်းကြီးပွဲမှာပတေးဝစ်စီလို့ပဲဆိုတော့ငါနင်နဲ့ ရေညငါပြန်ဖဲလို့ပြောနေတော့ တပြက်ဘူးဟာ ဟဲ့ပြောငါစိတ်ထိုးလာ ဒါဘူးဆိုလျှော်မပြင်း ရှောက်လို့ရမှာဒေတာဖြစ်လာ အေးပြမဆိုချောင်းပြလိုက် ဟဲ့ဘုံကြီးမကန်နေရပဲ ဟာဒါဘယ်လိုဖြစ်တာလဲ ဆရာ真的对神真这么不会好，你老板说，你都得什么都够我的。
ဒီဆောင်ကငါဘောမှာတန်ဖိုးထားတဲ့ပတ်တရဆောင်တော့ပဲနေဟာပေးတဲ့ဆောင်ဆရာဘာဖြစ်လို့လဲဆရာ အားမဖြစ်ပါဘူး ဆရာတခုဖြစ်နေတယ်ဆိုတော့ကျွန်တော်သိပါတယ်ဆရာဘာဖြစ်လို့လဲ ကျောင်းသူလေးတယောက်ပေါ့ဗျာကျွန်တော်တန်ဖိုးထားတဲ့ဒီစာအုပ်လေးကိုရေးဆိုအောင်လုပ်လိုက်လို့ဒေါသထွက်နေတာ ဒီဆောင်းပတ်ဆရာပြန်ဝင်လို့ရတယ်မဟုတ်ဘူး ဒီစာအုပ်မျိုးကပြန်ဝင်လို့ရတယ်ဆိုကျွန်တော်လည်းသိပါတယ်ဗျာဒါပေမဲ့ဒီစာအုပ်လေးမှာတင်ထားတဲ့ကျွန်တော်ရဲ့အမှတ်တရတွေတော့ပြန်ဝင်လို့မရတော့ဘူးဗျာ မှတ်တရဘလို့မှတ်တရလို့လဲဆရာ အားလို့လဲဆိုကျွန်တော်ဘဝကချစ်ကစင်ကြည့်နေကြလို့ဆွေရောက်နေရကြပြီလားကိုတန်းစနာနောက်ကျသွားလို့ sorry နော် ရပါရဲ့ကိုရဲရဲ့ဆွေရကိုရဲနဲ့ပတ်သက်လာလို့ရှိရင်စောင့်ခိုင်းနေရမယ်သူပါဒါပေမဲ့ကိုရဲဆွေရကိုရဲကိုစောင့်နိုင်နေမယ်အချိန်ကတော့ကိုရဲကိုစောင့်နိုင်မှာမဟုတ်ဘူးနော် ကိုသိပါရဲ့ဆွေရဲ့ ဆွေကိုရဲကိုပြောစရာရှိတယ် ပြောလေဆွေဘာပြောမလို့လဲ ဆွေရသူ့ကိုမုံမြင့်နဲ့ပေးစာပုံစီစဉ်နေကြပြီ အဲ့တော့ဆွေကဘာပြန်ပြောလိုက်လဲ ကိုရဲမှာဆွေနဲ့ပတ်သက်ပြီးဘာမှပြောစရာမရှိတော့ဘူးလား ကိုရဲကတော့ကိုရဲရဲ့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူး ကိုရဲရှင်ဒီလောက်ထိခေါင်းမှာမသိအောင်နော်ရှင်တို့ဒီเจ้าဆရာလောက်ကနေထွက်လို့ရှင်အဲ့ရသဘောတူမယ်လို့ပြောထားလေရှင်သိတယ်နော်ရှင်ဘာလဲကျမနဲ့ဝေးချင်နေရလား ကိုဆွေနဲ့ဝင်းကျင်လို့ဒီလိုတွေပြောနေရမှာမဟုတ်ဘူးကိုဒီချောင်းဆရာအလုပ်ကိုဘယ်လောက်ထိမြင်လို့လဲဆိုတော့ဆွေသိရသားနဲ့ ဒီလောက်ကဘာရင်များချင်းမြင်လို့ဆရာကောင်းနေလို့လေလောက်စာလေးကြီးရော2သိန်းလောက်နဲ့ဆွေကိုတင်တော့တင်နဲ့ထားနိုင်နေမယ်လို့ကိုရဲထင်းနေရလား ဆွေမေကိုအဲ့လိုမပြောနဲ့ချောင်းဆရာအလုပ်ဆိုတာဘယ်လောက်ထိမုံမြတ်လဲဆိုတော့မင်းသိလား သိဘူးဒီလည်းမသိချင်ဘူးဆွေသိချင်တာတစ်ခုပဲရှင်ဒီเจ้าဆရာလောက်ကနေထွက်ပြီးတော့ဖေဖေတို့အလုံးမလုံးမလာပဲဆွေသိချင်တယ် ဆွေမေကိုအဲ့လောက်ထိအချက်မကင်နဲ့ကိုဒီအလုပ်ကနေမထွက်နိုင်လို့မင်းကိုပြောပြီးပြီလေ ဒါဆိုကိုရဲပြောချင်တာဆွေနဲ့ကိုရဲတို့ရဲ့ဇလန်းဒီနေရာရဲ့တစ်ခါရပ်ပြီပေါ့ ဆရာကောင်မလေးပြောတော့လေဟုတ်တာပဲဆရာရဲ့ကျွန်တော်တို့တာမန်ကျောင်းဆရာကျူတာတွေရဲ့ညစာဘဝတစ်ခုထူထောင်ဖို့အတွက်လုံလောက်တဲ့ငွေပမာဏမှာမဟုတ်တာဆရာရဲ့စိတ်ညစ်နေပါနဲ့ဆရာရဲ့ဘဝဆိုတော့ကိုယ်တိုင်ရေးရတဲ့စာမျက်နှာမှာမဟုတ်ပါဗျာဆရာရဲ့အတိတ်ကစာမျက်နှာတွေကဆရာတို့အရန်နာကျင်စေတဲ့ဒဏ်ရာတန်ချက်တွေဆိုအဲ့ဒီစာမျက်နှာတွေကိုဆရာရဲ့အနာဂတ်အတွက်စုပ်ဖြဲပြဖို့တော့လိုအပ်တယ်လို့ဆရာအဲ့လိုမှမစုပ်ဖြဲဘူးဆိုရင်ဆရာရဲ့အနာဂတ်ကိုထိခိုက်လာတယ် ဟုတ်ကဲ့ပါဆရာရဲ့ကျွန်တော်တက်နိုင်ဆုံးတော့ဒီပြည့်နေအောင်စူးစမ်းပါမယ်ဒီတော့ငါပေးထားတဲ့အီဆောင်နင်ခါလည်းမလုပ်တာပဲလို့ဆိုတော့ဟောဆရာတို့တတ်မှတ်ချလို့ပါဟမ်ဒီတော့ကလေစူလိုက်စာတုံးတုံလောက်လာတိတ်ရက်ပဲအဲ့ဒီရက်လေးလုံးကိုချက်တဲ့3ရက်ကစာမလို့ဒီကိုကိုကြည့်လိုက်သူအိမ်မှာမားတဲ့ဈာတ်ကိုစာရတုံးတာလူလူတွေဒီမှာဒီလောက်အားတယ်ဘာလို့လုပ်နေကြ ။သမီးကိုသူနဲ့နှိုင်းရှင်မျိုးပြောပါလေဆရာ။နှိုင်းရှင်လဲဆိုတာတူနေတဲ့ຢာကိုနှိုင်းရှင်ပြ။သူနဲ့သမီးကအစင်းနဲ့နေမတူဘူး ဟဲ့ဆိုဒီဘာလို့အဲ့လိုပြောရလဲအစင်တန်းရှိရဲ့လူဆိုတာကိုမြင့်ချပြီးပြောရတယ်ရွှေတွေဝီတွေရှိအောင်နဲ့စင်တန်းရှိပြောလို့မရဘူးဆိုရဲ့
အစင်တန်းဆိုတော့ဘယ်နဲ့ထားပါအောင်ဆရာ ကဲစုစုဒီစကားတွေပိုညုံးနေနောက်နေ့စားလို့ရမယ်ကြားလားဟဲ့ 哦，မချစ်ပါမယ်ဆိုမှကျိုးရဲဆောက်တဲ့မေးချင်နေပြီ။အော်ဆရာမ sorry နော် ဟုတ်ပြရပါတယ်ဆရာကဘာနဲ့ပြန်ပါလဲ ။ဟိုကျွန်တော် 1BS နဲ့ပဲပြန်ပါ ကျမနဲ့လိုက်ခဲ့ပါလားကျမမှာကားပါရင်ကျမတော်နေမကောင်းလို့ဆရာတို့ဘက်ကပဲပတ်ပြီးတော့ပြန်ရမှာ ။ဟောဆရာကျွန်တော်မလိုက်တော့ဘူး။အပေါ်မှာစောက်တွေကြံနေကြသွားယူအောင် လိုက်ခဲ့ပါဆရာရဲ့ကျမကားလေးကစောင့်နေမယ်နော် ။ဟုတ်ပါပြီဗျာ။အဲ့ဒါဆိုလိုက်ခဲ့မယ်။ခဏလေးတော့ဆရာမ ကဲရပါတယ် ။မနေ့ကနှင်းပိုးအိမ်အိမ်သားထဲမှာဘယ်လိုတကားပိတ်ခဲ့တာ။ဆရာမင်းအိမ်သားထဲမှာဘယ်လိုတကားပိတ်ခဲ့တာလဲ။ဆရာပြောပြလူဆိုတာကိုယ့်ရဲ့အမှားကိုဝင်ခံရအဲ့ဒီအမှားအတွက်ပေးတဲ့ပြစ်ဒဏ်ကိုလည်းခံယူရဆရာထပ်မှုလူတကားပိတ်ခဲ့ ဆရာကျွန်တော်တို့ဘလို့ပြတ်တာမျိုးပေးပါလဲဆရာ အဲ့ဒါဆိုမင်းတို့လုပ်တော့ ဟုတ်တယ်ဆရာ ဘာဖြစ်လို့လုပ်တော့ကြလဲ သူ့အမိကလို့လားဆရာ အဲ့ဒါဆိုကိုယ့်ပြစ်ကိုသိပြီလား ဟုတ်ကဲ့ပါဆရာဆရာကျွန်တော်တို့ဘလို့ပြတ်တာမျိုးပေးပါလဲဆရာ ပြစ်ဒဏ်ဆိုတာအဲ့ဒီပြစ်ဒဏ်ကိုချမှတ်တဲ့သူပေါ်မူတည်ပြီးတော့ခံယူရအဲ့တော့နင်တို့တွေနှိဖို့ရင်ကိုသွားပြီးတော့တောင်းမှန်းလားကြားလား ဟုတ်ကဲ့ပါဆရာ သွားတော့ ဆရာမမရပါစမ သမီးစားလေးစားမင်းလို့ တမီစာမင်းလို့လာအောင်ပါလို့ဆရာ စားမင်းလို့မဟုတ်ဆိုတော့သမီးကပါသေးချင် တမီမေးဆရာမရှိလို့ပါ ဒီလို အမှန်တရားလို့ဆိုတော့ဝင်းရှိရဲ့လူတွေပတ်ပါလေကြက်ထရရဆရာ ဖြစ်လို့လေ ဟာဖြစ်ပါအဲ့ဒီတရားကြည့်ချင်လို့ဖြစ်ချင်တော့မှာ မန်တရားဆိုတာငွေရှိတဲ့သူတွေဘက်မှာလည်းရက်တည်တာမဟုတ်ဘူးသမီးအမှန်တရားဆိုတာမှန်ကန်တဲ့သူတွေဘက်မှာပဲရက်တည် အဲ့ဒါဆိုဘာဖြစ်လို့မှားနေတဲ့သူတွေကမှန်တဲ့လူတွေကိုပတ်စံအောင်မှုအနိုင်ယူနေရလဲဆရာ ပတ်စံအားကိုးနဲ့ပဲအနိုင်ယူတယ်လို့ပြောလို့မရဘူးခင်ဗျာအမှားခံဆုံးဖြတ်တဲ့သူကအဲ့ဒီအမှန်တရားကိုသူကိုယ်တိုင်ညီတွေ့ခဲ့လို့ပုံသူကြီး အော်အဲ့လိုလဲဆရာမနေ့ကအိမ်ပြန်ရောက်မှစဉ်းစားမိတယ်အဲ့လိုကောင်းမှမျိုးတောင်းတယ်တော်တော်ပစက်တနာကိုကောင်းလိုက်တာဟဲ့ ဟုတ်တယ်ဆရာရဲ့သူ့ကိုပါလာပြီးလို့မှာလေစာလေးတော်နေမှန်ကိုတက်နေ ငါတို့မားတာပဲငါတို့တောင်းမှန်ပြီဆို အေးငါကတော့မကျေနပ်ဘူးငါအကြောင်းကောင်းကောင်းသိရရဟာဘယ်လိုလုပ်ရလဲငါမတွေးလိုက်လို့ပါအခုငါဖုံးကွဲသွားတယ်နင်ဘယ်လိုလုပ်ပြီးပါငါပြန်ရောက်ပြီးပါမယ်လေပြန်ရောက်ပြီးမယ်ပြောအောင်အဲ့ဖုံးဘလောက်တန်နေတယ်လို့အဲ့ဖုံးက9သိန်းပေးရဟမ်9သိန်းတော့ဟဲ့ရိုးမနေနင်မျိုးနိုင်ဆိုတာသိနင်ကလည်းငါရောချင်းမတောင်းလို့လားဒါပေမဲ့နေဝခိုင်းတာလုပ်ပြရ
အဲ့နင်းဘိုးနင်းလုံးလုံးနဲ့ဘာဖြစ် ဘာမှဖြစ်ပါဘူးဆရာ ဆရာလေးပေါ်လို့စူးနေအေးတော်ကြတယ်လို့မဆူခံဘူးအေးတော့မယ်အေးဆောင်းလာ ဟုတ်ပါဘူးနေပုံစံကြည့်ရတခုမဟုတ်တာလောက်လာတဲ့ပုံစံမှာစောနာနေစရာနားနေကနေထွက်လာနေဘာမှမလုပ်လာလို့ပြောတယ် ဘာမှမလုပ်ပါဘူးဆရာ မင်းတော့ဘာဖွက်တော့ကျန်ဟာဒီစာအုပ်ကငါ့အတွက်ဘယ်လောက်ထိရေးကြီးလဲဆိုတော့နေတော့ငါဘယ်နှခါပြောအောင်နေတော့ဟာ စီရင်ချက်ချန်အမိတ်အဖဝင်းနိုင်သား32နှစ်ရှိတရားခံမောင်ရဲနောင်သည်ပြစ်မှုထင်ရှားသောကြောင့်ပြစ်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်အရာအလုံကျဲနှင့်ထောင်ဒဏ်9နှစ်အကြခံစေရန်ရုံးတော်မှအမိတ်ချမှတ်လိုက်သည် မင်းငါပူပေးတဲ့ငွေကိုယူမလားမင်းအတော့လှူမလားဟေးငါပူပေးတဲ့ငွေပမာဏမင်းဘဝမှာတစ်ခါမှမမြင်ဘူးသေးတဲ့ငွေပမာဏမင်းသိတယ်နော်မင်းငါ့ကိုပြန်လို့ပေးရမှာတခုငါသမီးဇူလေးရဲ့အမှုကိုမင်းထွက်ဆိုတဲ့အခါဆရာရင်းအောင်လောက်တာပါလို့မင်းထွက်ဆိုပြီမင်းငါပြောတဲ့သဘောပေါက်ပါ အမှန်တရားဆိုငွေရှိရတဲ့ဘက်မှာရက်တည်ရမယ်ဆရာ မှန်တရားဆိုတာငွေရှိတဲ့သူတွေဘက်မှာပဲရက်တည်တာပေါ့ဘူးအမှန်တရားဆိုတာမှန်ကန်တဲ့သူတွေဘက်မှာပဲရက်တည် အဲ့ဒါဆိုဘာဖြစ်လို့မှားနေတဲ့သူတွေကမှန်လေးလူတွေကိုပတ်စံအောင်လို့နဲ့အလားယူနေရရဲဆရာ ပတ်စံအားကိုးနဲ့ပဲအတိုင်းယူတွေလို့ပြောလို့ပြမှာမဟုတ်ဘူးအမှားမှန်အဆုံးဖြတ်တဲ့သူကအဲ့ဒီအမှန်တရားကိုသူကိုယ်တိုင်မြင်တွေ့ရတဲ့သူတွေ ဒီစာအုပ်ကငါ့အတွက်ဘယ်လောက်ထိရေးကြီးလဲဆိုတော့နေတော့ငါဘယ်နှခါပြောနေတော့ဟာ ဟဲ့နေဘိုးနေစင်တရဲ့စူးစူးမင်းကြောင့်ဆရာမကိုဘုံသွားပြီအေးငါလိုချင်တဲ့ချော်ကြီးရလဲအဲ့ဒါဒီတော်ကြုံပါလားပဲ လူဆိုတာကိုယ့်ရဲ့အမှားကိုဝန်ခံရအဲ့ဒီအမှားအတွက်ပေးရပြစ်ဒဏ်ကိုလည်းခံယူရပြစ်ဒဏ်ဆိုတာအဲ့ဒီပြစ်ဒဏ်ကိုချမှတ်တဲ့ပုံပုံပြင်ပြီးတော့ခံယူရ